ပြန်ပြခဲ့ရမယ် Falcon Esport Taste the City with tonight အဲ့လိုမျိုးတောက်ချလိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်နော် သူကသားကောင်လဲမုတ်ဆိုးလဲဆိုတာဒီတော့ပြီးသွားတဲ့အချိန်ဒီမှာကွဲပြတိတော့မယ်ဗျာ ဘသူကသားကောင်ဖြစ်ဖြစ်ဘသူကမုတ်ဆိုးဖြစ်ဖြစ်ကြားရဲဖြစ်မှတော့ရှင်းတယ်မယ်နော်ကို အဲ့တော့ဟုတ်တာပေါ့နော် မုတ်ဆိုးကြီးကိုနော်မုတ်ဆိုးကြီးကိုဒီ ဒါပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လောတော့စပြီးတော့ကေးနေရတော့ဖဲကွန်ဖဲကွာလောအတင်းတော့ပို့စီရဗျဒီသချင်းတဲပြီးတော့ရောက်လာနိုင်မှာတော်တော်လေးချက်တွေပေးမလားဒီကောင်းပါလေလောတော့ dash ပဲထက်ရတာတွေတော့ကျန်နေခဲ့တဲ့ blade ကောင်တွေဝိုင်းပြီးတော့ကျွေးဖို့စဉ်းစားနေဗျရှင်းမလား KA ပြကြခဲ့တဲ့နေရာတစ်ခုမှာ Cherokee 1ရဲ့ crossbow တက်နေကြတဲ့မှာ Hiroki လုံးဝတော့ကျွန်တော်1-1ပဲပြန် train နေရင်းနဲ့ပဲလောကိုပြန်ရခဲ့တဲ့ fair ကွာတော့နည်းနည်းလေးပို့ပြီးတော့အဆင်ပြေလို့တော့သုံးသပ်မယ် Era အနေနဲ့ late game မှာတော့နိုင်ငံလေးပြန်ပြီးတော့ impact လေးကြောကြလာပြီးတော့ရှိတယ်ဒီလော့ထပ်ပေးရရင်တော့ YG ရဲ့ကန်နာပြီးသွားပြီဗျာဆိုတော့ဒီလော့ YG လူးမအောင်ရမှာ ဒီက minion pressure လေးရှိနေတယ် mega minion များနောက်ကျွန်တော်2 lane ပြီးထားရတယ်အဲ့တော့အရာအလုံးကတော့ကျွန်တော် blink ရဲ့ portal contact ကနေပဲအစပြုမှာကွန်စီတော့ဖြောက်လာပြီနော်ကွန်စီဖြောက်လာပြီလိုက်ရှာနေဒီချိန်မှာ dash ကိုတွေ့သွားမလားဆန်းကြီးကိုတွေ့သွားမလားကွန်စီ timing ကပြီးသွားပြီဆိုတော့ကျွန်တော်တစ်ဖက်မှာ falcon နေနဲ့ဒီချိန် timing တစ်ခုပဲပြန်စောင့်အောင်ပါပဲဗျာတော့ဒီလိုကတော့တိုင်းနေပြီ ကဲပြီးတော့မယ်ဒီသချင်းလေးလာဖို့တော့နည်းနည်းနဲနေကြတဲ့ခါတွေမှာ dash back ထက်ရတယ်ဟေး back line control ပါတစ်ဖက်ကလည်း heater နဲ့ပြန်ချဖို့တော့များသွားပြီဗျာတစ်ဖက်ကလည်း stage နဲ့တောင်းရှော့over mamo dash တွေပေးခဲ့တဲ့ခါတွေတခုမှာ kids ကိုတက်ပြီးတော့အဆုံးသန်း dash နဲ့ shadow game back line မှာ1 for 2ထပ်ပေးလာခဲ့တဲ့ damage အောက်မှာစမ်းကြီးပြင်ရဖို့တော့များနေတဲ့စမ်းကြီး crossbow နဲ့ထပ်ပေးခဲ့တဲ့ damage အောက်မှာဆွဲလို့ပတ်ထပ်ခင်းလာတယ် blink ကောင်ထက်ကြတယ်ဗျာကျန်နေခဲ့တဲ့ Lino Nuko လိုက်ပြီးတော့ဆုံးသန်း killers remand dash Nuko ရက်တောင်းတော့မရတော့ဘူး 4 man down ချန်ရှိနေခဲ့တဲ့ခါတွေမျိုးတွေမှာ 1GB ဟန်ရဲ့ရည်သားချင်းဒီကောင်နဲ့ပဲပြန်ပြီးတော့ hold the line and stay alive ဒီကောင်နဲ့ငတ်ထင်းကလို့တပန်တောင်းလို့ကြိုးစားခဲ့ဆိုပေမဲ့ Astride Flicker out of range မှာ winner ground ပြန်ပြခဲ့ရမယ် Falcon Esport Taste the City with tonight အဲ့လိုမျိုးတောက်ချလိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်နော်ညိုကျော်နိုင်ငံလေးလိုက်ထိန်းနေရတယ်ဆိုတဲ့အနေထားမှာတော့နောက်ကျွန်တော် permission လူဝင်ကစားမနှစ်ယောက်ဖြစ်တဲ့စန်ဂျီနဲ့ dash တို့ရဲ့အခန်းကဏ္ဍလေးကလည်းတော်တော်လေးတော့ပြင်းပြနေတယ် တိုက်ထိုးရတော့မယ်